very good အေးချမ်းသည်မြန်မာလူမျိုးတို့သည်အလှူဒန်းဆိုလျင်ရရောကြပါသည်ကုညီကြသည်ဖေးမကြသည်မြန်မာနိုင်ငံငလျင်ဘေးတွင်ပရဟိတသမားတွေလှူဒန်းနေသူတွေအများကြီးရှိပါသည်နိုင်ငံတကာကလည်းစာနာစွာအကူအညီများစွာဖြင့်အသက်တွေကယ်ပေးကြသည်မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ကျေးဇူးများစွာတင်ပါသည်ဟုပြောပါရစေနှွေးခေါင်းခေါင်းအရန်ပူပြင်းနေသောအချိန်အခါကြီးမှာရေခဲတုပ်ကလေးအလှခံရလိုက်သည့်ပီတိကပြောမပြတ်တတ်အောင်ပင်ကျေးဇူးတင်စရာဖြစ်ပါသည်ရိုးသားကြိုးစားကြံ့ခိုင်သောယောက်ျားတစ်ယောက်၏ရိုသေကျုံးလွန်သောအမှုအကျင့်ဖြင့်ဆင်းရဲနွမ်းပါးတော်လဲကိုယ်မှရှိတာကိုစာကဆွန့်လွတ်ပြီးလှူဒန်းနေသူပါဒီတော့ဒီ post ကို line ပေါ်တင်ကြသည် line ပေါ်တင်ပေးသူတို့သည်လည်းပါရမီဖြစ်ဘက်ကောင်းတို့ဖြစ်ပါသည်ကျေးဇူးတည်တတ်မှုကိုလှိုက်လဲစွာတုံ့ပြန်ကြခြင်းဖြစ်သည်ရေခဲတို့အလှသည်မထင်မှတ်ဘဲလူသိများသွားသည်သူကိုဝိုင်း၍လှူဒန်းလာကြသည်မယုံကြည်နိုင်စရာကောင်းတော့အောင်တစ်ခုပြီးတစ်ခုဆက်ခါကောင်းမှုတွေရနေတော့သည်စေတနာဖြူသည် sacrifice ဆက်လွတ်လှူဒန်းသည်တရားစိတ်အားကောင်းသည်ယဉ်ကျေးသောအပြုအမူအပြောဆိုဇယိုက်တွင်ပင်ရှိသည်ဘယ်သူဘာပြောပြောအပြစ်မတင်ဘဲကိုပဲကောင်းအောင်ပိုပြီးကောင်းတဲ့ထက်ကောင်းအောင်ပြုပြင်သည်လှူရတာကိုပျော်နေသည်ထိုအကျင့်သည်စိတ်ထားလှသူတို့၏ဘဝနေဖြစ်ပါသည်တန်ဖိုးရှိသောစိတ်ထားကိုပိုင်ဆိုင်ထားတော်လေသူဘဝကတန်ဖိုးမမြောက်အဖေအမေခေါ်စရာချုံငယ်စွာဖြင့်ကြည်ပင်ရသည်ကိုထိန်ချောင်းကြည်ပင်လာသောကံအစွမ်းတတ္တိကောင်းတို့သည်ဘဝရာတိုင်းပါလာခဲ့သဖြင့်ဒီစိတ်ကလေးကြောင့်ကုသိုလ်ကံအကျိုးပေးခဲ့ပါသည်စိတ်ထားကောင်း၍ကံကောင်းခဲ့သည့်သူမှာရေခဲတုပ်တယ်လေးမောင်ဆိုင်စွာဖြစ်ပါသည်ဝင်းရံကူညီသူများပြားစွာဖြင့်ရေပန်းစားနေပါသည်ရှေးရေဆက်ပါရမီကံအကျိုးပေးတို့ဖြစ်သည်ယတနာသုံးပါးအားကိုးနဲ့ရှေ့ကိုရွေ့ရပါမည်မဟာဒုက္ကံစာတာမှုယင်မှာတရားကိန်းပြီးငြိမ်းအေးအေးလေးအိန္ဒြေရတဲ့ဘဝကိုယုံကြည်မှုဖြင့်ဖြတ်တန်းရပါမည်တနေ့စာတနေ့ရှားစားရတဲ့မဟာဒုက္ခမရှိလို့မလှူလို့ဆင်းရဲမှလွတ်အောင်တန်ဃာတစ်ပါးဆွမ်းလူဖို့ကိုစရင်ပေးပြသွားပါသည်ဒါပေမဲ့လှူတဲ့နေရောက်တော့မဟာဒုက္ခကိုမေ့ပြီးစရင်မသွင်းခဲ့လို့လှူဖို့ကိုတန်ဃာတော်တစ်ပါးမှမကြံတော့ပါဘူးဖျားလူကြီးကငါ့ကိုအပြစ်မတင်ပါနဲ့ကွာဖျားရှင်တစ်ပါးတော့ကြံမာသေးတယ်လို့နှစ်သိမ့်ပြီးဖျားရှင်ရဲ့မြတ်တပိတ်တော်ကိုအလှခံဖို့လွှတ်လိုက်ပါတယ်ဖျားရှင်ရဲ့ကျောင်းသင်္ကန်းတကားဝမှာတကားအဖွင့်ကိုတထေးတကြွယ်မူကြီးမတ်ရာသိနာပတိဘယင်အထိစောင့်နေကြပါတယ်တကားပွင့်ပြီးမြတ်စွာဘုရားကြွတော်မူလာပါသည်ငြိမ်သက်စွာနဲ့တပိတ်အလှခံရဖို့စောင့်နေတဲ့လူအုပ်ကြီးတွေကမဟာဒုစီကိုတပိတ်တော်ကမ်းပေးလိုက်ပါသည်မဟာဒုကြီးအတိုင်းမသိဝမ်းသာသွားသည်တပိတ်ကိုလိုချင်၍ဥစ္စာငွေကြီးအမြောက်အများပေးပြီးမဟာဒုစီကတပိတ်ကိုအလူအယက်လိုက်ဝယ်ကြသည်မင်းကဘာလူနိုင်မှာမလို့လဲကွာတို့ကိုပဲရောင်းပါဟုဆိုကြသည်စင်ရဲသားမဟာဒုအလှကိုထင်သေးကြသည်မြတ်စွာဘုရားရှင်ကိုမဟာဒုဆွန့်ကပ်ရမှသိလို့ညကလေးကတရားမင်းကိုယ်တိုင်ကုသိုလ်ယူရန်လူရောင်ဖန်ဆင်းပြီးအခမဲ့ချက်ပြုတ်ပေးထားတာဖြစ်သည်မြတ်စွာဘုရားဆွမ်းစားကြွတော့လဲနေသည့်အိမ်တစ်စက်မြစ်ကိုတကိုးနဲ့မြင့်စေခဲ့ပါသည်မြတ်စွာဘုရားရဲ့တပိတ်ကိုပိုက်ပြီးတရားစိတ်ထက်သန်ပီတိတွေဖြာနေသည့်မဟာဒုရွှေငွေဥစ္စာဘလောက်ပေးပြီးလက်မခံပဲအလှူဒါနပြုရမည့်ကောင်းမှုကိုလက်မလွတ်မဆွတ်လွတ်ခဲ့သူမဟာဒုဒီအချိန်မှာဖြစ်ပေါ်နေတဲ့မဟာဒုရဲ့စေတနာလှူခြင်းတန်းကျင်သည့်စိတ်အင်အားတို့ကြီးမားနေသည်စိတ်တော့ဖြူစင်းနေပါသည်ဒီလိုကောင်းမှုအဆူဆူတို့ကြောင့်လည်းကုသိုလ်ကံဖြတ်ခနဲ့အကျိုးပေးကမဟာဒုတထေးဖြစ်ခဲ့ရသည်ဒါတွေကမဟာဒုရဲ့ကံအကျိုးပေးဆက်ရောက်တဲ့အချိန်ဖြစ်ပါသည်လှန်ထမ်းတာကိုမြင်ရပေမဲ့ကံထမ်းတာကိုမမြင်ရပါဉာဏ်ချင်းပြိုင်လို့ရသည်ကံချင်းရှင်လို့မရပါဘူးကံဆိုတာကိုယ်စိတ်နှလုံးသုံးပါးစလုံးရဲ့ပြုလုပ်တဲ့စွမ်းရည်
သိုလ်အကုသိုလ်အကြောင်းတရားတွေဖြစ်ပါသည်ကံယုံလို့စူးပုံမနှင်းနဲ့လို့ဆိုကြသည်စူးဆိုတာစူးတဲ့သဘာဝရှိတယ်ရဲရဲတောင်းနေတဲ့မိကြီးခဲကိုကန်ရင်ပူမှာပါရေခဲတုံးကိုကန်ကြည့်ရင်အေးပါသည်ကြားကိုစားတော့ချို၍တမယာသည်ကချင်ပါသည်ဒါတွေသည်သဘာဝတရားတွေပဲဖြစ်ပါသည်ကံကောင်းတဲ့သူစားလို့လဲတမယာသည်ကချိုမသွားပါမိတောက်ထဲပြေးဝင်လို့လဲမလောင်ပဲမနေပါဘူးဉာဏ်အသိနဲ့စဉ်းစားဆင်ခြင်ပြီးလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ရသည်သိရပါသည်မှန်ကန်သော decision ဆုံးဖြတ်ချက်ကိုချရသည်ဉာဏ်ကောင်းလှုပ်ရည်ကံရည်ရှိလို့ကျေဝချမ်းသာကြလဲပျက်စီးတတ်သည်မမြဲတဲ့အနိစ္စဆင်းရဲတဲ့ဒုက္ခကိုယ်ဆန္ဒမဟုတ်မပိုင်ဆိုးတဲ့အနတ္တတရားတွေသည်ဒုက္ခသစ္စာတွေကြီးပဲဖြစ်ပါသည်တတိစဉ္ဉ္တုံတရားဖြင့်မဲ့ခင်လန်းကရှောက်နေကြရသည်ကလျာဏမိတ်တဆရာမိတ်ဆွေတငယ်ချင်းကောင်းအရေးကြီးသည်နေသောနိဗ္ဗာန်ရောက်သည့်အထိအထောက်ပံ့ကောင်းမှုမြတ်စွာဘုရားကဟောတော်မူပါသည်ဒါနသီလဘာဝနာဝိပဿနာတရားတို့ကိုမစုံမနစ်ကြိုးစားရပါမည်ခန္ဓာဉာဏ်ရောက်သည့်တရားအတိဉာဏ်သည်ယင်ထဲထိထွင်းဖောက်ရောက်သွားမည်ဖြစ်ပါသည်လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကိုရသည့်တရားသည်အစစ်မြင့်သောအေးချမ်းမှုဖြစ်သည်ရေခဲတုပ်ကလေးအေးချမ်းသည်ထက်ပိုအေးချမ်းပါသည်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကမ္ဘာသူကမ္ဘာသားအားလုံးအေးချမ်းသာရကြပါစေ